အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တောသူမလေးဆိုတဲ့ဇာတ်ကားလေးကိုရိုက်တော့မှာပဲဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြပါမယ်ရှင်ငါဝက်လေးတွေစားကြည့်အောင်ပါပဲငါစားကြည့်လိုက်ပါအောင်မယ်ဝက်လေးတွေစားကြည့်မယ်နော်ရောဝက်လေးတွေစားအစားလေးစားရောငါအထဲဝက်လေးတွေသွားပြီးတော့မှကျွေးလိုက်ပါအောင်မယ်နော်ရောစားကြနင်တို့စားကြအပီကုန်ပြီးမဟုတ်လေရတီဥတော့လည်းအရန်ပွားပဲရတီဥတော့အရန်ပူပဲအရန်ပူပါဆိုတော့အိမ်လေးကခဏဝင်နေရအောင်မယ်နော်ရတီဥတော့အရန်ပူရဲ့ဒါပေမဲ့ရွာကအေးချမ်းပါရဲ့ရတီဥတုလေးကပဲပူပါအရက်လေးခက်ပြီးတော့မှနေလိုက်ပါအောင်မယ်ကဲငါပူလို့ရက်ခတ်လို့မရဘူးပဲငါအိမ်တက်ရှင်လောက်ရမှာပူနေလို့မရဘူးလေငါမေးနေရတော့ငါအိမ်တက်ရှင်လောက်ရမှာငါအိမ်တက်ရှင်လေးခဏလောက်လိုက်ပါအောင်မယ်ဖုန်းနေကိုလိုက်ပြီးတော့မှတန့်ရှင်လောက်ရဖုန်းနေတန့်ရှင်လောက်ရမယ်ပြောင်းလောက်ရမယ်โอเคတက်ရှင်လောက်လို့လည်းပြီးပြီဆိုတော့ငါမုတ်လေးစားလိုက်အောင်မနေ့ကဈေးထဲကနေတစ်တီးဝယ်လာပဲအဲ့တစ်တီးလေးစားလိုက်အောင်မအိုးအရန်ကောင်းတာပဲရှိုးနေရပဲတစ်တီးလေးကစားလို့ကောင်းတယ်ကဲတစ်တီးလေးလည်းစားကုန်ပြီဆိုတော့ငါအပြင်ထွက်လိုက်ပါအောင်မယ်သွားမယ်ငါသွားလိုက်ပါအောင်မယ်နေအရပူပါပဲနော်ချီလေးထုတ်မှချီလေးစားအောင်မယ်ချီလေးနဲ့ကဲချီလေးလည်းထုတ်ပြီးပြီဆိုတော့ဟိုဘက်ကိုခဏသွားလိုက်ပါအောင်မယ်လေငါတို့ရွာလေးကလည်းနော်နားနေအပဲမကြည့်မျိုးလေးကြာနာပဲရွာလေးမှာအေးချမ်းနေရပဲရောဆိုတော့ငါမှာငါပကံစီးလိုက်အောင်မယ်ငါပကံစီးအောင်ပဲမိနေအိမ်ထဲဝင်အိမ်မှာပကံစီးအောင်မိနေရပဲနောက်မှဆေးလိုက်ပကံလေးဆေးလိုက်ပါအောင်မယ်ကဲပကံလေးဆေးကြောမယ်ပကံလေးဆေးကြောမယ်ခဲပကံလေးလည်းဆေးလို့ပြီးပြီဆိုတော့ငါသွားလိုက်ပါအောင်လေဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဆက်ပြီးဗီဒီယိုကြိုက်မှုတက်တယ်ဆိုရင်နောက်နေ့များများသိပြီးပါမယ် like subscribe လုပ်ဖို့လည်းမမေ့နဲ့နော် subscribe နှိပ်ပြီးလို့ရှိရင်လည်းခဏလေးနှိပ်ခဲ့ပြီးဖို့ပြောချင်ပါတယ်အားလုံးပဲ bye bye